Hello အားလုံးပဲမင်္ဂလာပါဖန်ပဲဖြစ်ပါတယ်ဗန်ဒီနေ့မှာတော့ဒီဟာပေါ့နော်ဒါ squishy လေးပေါ့နော်အဲ့ဒါလေးခုံပြမှာဖြစ်ပါတယ်အဆုံးဒီလိုက်ပြီးပြောလေးပါတယ်အဲ့ let's go တော့ရအောင်ဒါတော့စကိုင်းအများကြီးပြသမယ်လို့ဆိုတော့ဖြစ်ပါဒါတော့ squishy လေးပဲဒါတော့ရေခဲလေးပေါ့နော်ရေခဲလိုက်ရေပြောက်လို့သူကလည်းတော်တော်ညစ်လို့ကောင်းပါတယ်ဒီဂိမ်းတွေကနေတော်တော်ညစ်လို့ကောင်းပါတယ်ဒါပေမဲ့အတန်လေးနည်းနည်းမပါလို့ပေါ့နော်အတန်မပါလို့ပေါ့နော်ဂိမ်းတော်မပါလို့ပေါ့ဂိမ်းတော်ပါပိုကောင်းနေပေါ့နော်โอเคပေါ့နော်အဲ့တော့ဘာလို့ကြတော့ရေခဲလေးပေါ့နော်ရေခဲနဲ့ရေကြောက်လာအတဲမကွေးဘူးအကြောင်းလို့လိုက်ပြီးကြည်ကြရအောင်အဆုံးထိကြည့်ပေးအဆုံးထိကြည့်ပြီးတော့ channel name စိုက်ကမှာဘယ် like subscribe လေးလုပ်ပေးသွားပါအိုးယိုဘယ်ခေါင်းလေးတီးခဲ့ပေးပါ comment လေးမှာလက်မှတ်ကပ်ပေးပါနော် well let's go သွားကြရအောင်โอเคဒါလေးကကြာတော့ရှေ့ပြောက်လေးပါသူကလည်းခုံးလို့တော်တော်ကောင်းပါတယ်ဒါလေးကလည်းရှေ့ပြောက်လေးပါသူကကြောက်ဒါမှဒါလေးကတော့နည်းနည်းခက်ပါတော့နည်းနည်းခက်ပါရဲ့ပေါ့နော်ဒါလေးကကြာတော့ရေခဲပေါ့နော်ဟိုကတော့ရှေ့ကဆက်လဲတော့ရှေ့ပြောက်လေးပဲတော်တော်ညစ်လို့ကောင်းပါတယ်ဒါပေမဲ့အသက်မပါဘူးပေါ့နော်အဲ့လေးကတော့ဟိုလေးပေါ့နော်အဲ့ဒါလေးကြာတော့ရေခဲမုတ်ခပ်တာအပြာလေးပေါ့နော် the world stop for gosh အကြပ်စချီပူတာဆိုချင်ပါရယ်ဆိုဘူးရလူရဆိုနော်တီးပါရယ်ကောင်းနေဆိုတာပါကောင်းတဲ့လူရဆိုကောမမကောင်းတယ်လို့မန်းကကြပါအဲ့ဒါ sky မြိုင်ပြုံအမိုက်မြိုင်ပါလို့โอเคကြည့်လိုက်ကြတော့စကားတော့မပြောတော့ဒီတိုင်းလေးပဲကြည့်လိုက်တော့တော်တော်ညစ်လို့ကောင်းနေပေါ့နော်ဒါတော့စလိုင်းပြလေးပေါ့နော်သူကကတ်တယ်ပေါ့နော်ဒါပေမဲ့အတန်လေးမပါလို့မကြားရဘူးပေါ့နော်အတန်မပါဘဲနဲ့လည်းဟိုဖြစ်ပါတယ်အတန်မပါဘဲနဲ့ခေါင်းရ fish ရပေါ့နော်အမှန်ကြီးတွေ့ရရော့သွားပြီး show ဆိုပြီးသေးသွားပေါ့နော်အမှန်ပြောင်းပြန်ပြန်သွားပြီးအဘကိုချော်မိသွားနေ cheese ပြန်အမှန်ကြီးအဘကိုပြောင်းပြန်သွားမိလိုက်တယ်ပေါ့နော်ပြောင်းပြန်သွားမိလိုက်လို့ဒီဘက်ကိုပြန်တက်လိုက်ရပါတယ်အောက်ဆက်လဲ fish အတန်လည်းနည်းနည်းမပြလို့ပေါ့နော်သူအတောင်လည်းပထုတ်တတ်ပါဘူးသူကထုတ်တက်လို့တေတော့ကြည့်မှာပါဘာလို့အတန်မထုတ်တက်လို့ပြန်တယ်ပါတယ်โอเคဒါလေးကကြော် cheese တုံးလေးတွေပါဒါလေးကကြော်ဆော့ဥစ္စာလေးတွေပါဒါလေးကကြော်ဆော့ဥစ္စာလေးကိုဖျောင်းနိုင်ရဲ့စက်တင်နဲ့အုပ်ထားပါတာဒါအုပ်ထားတဲ့ဥစ္စာလေးကတော်တော်ကောင်းပါရယ်တော်တော်လဲစောလို့ကောင်းပါအမှဘန်ကတော့အတန်လေးနားထောင်ကျင်တာပဲကြာလေးအနာမှာနေလိုက်ပါရယ်အမှသူက eat ဆက်သွားဒီနေရတာပေါ့နော်အကြောင်းမဲ့လို့ကြာလေးနေပေးလိုက်ပါတယ်တော့မလို့ကြာလေးနေပေးလိုက်တာပါဒါတော့ခုံလိုက်ပါတယ်ဟိုဘက်လေးခုံဒီဘက်တစ်ခုံအဲ့ဒါဟိုဘက်ကိုသွားလိုက်ပါတယ်ဒါလေးကလည်းတော်တော်ခုံလိုက်ပါအမှကျသွားပါတယ်အမှပြောင်းပြန်သွားပြီလို့အောက်ကိုပြန်ဆင်းလိုက်ရပါအမှပေါ့နော်ရှေ့ကပါအမစတိုင်းတွေကကတ်နေလို့ဒီနေရာကရှေ့လည်းမပြောတော့ဘူးဒီနေရာကအားလုံးသိပြီးပဲတိုင်းပါပဲဒီကလည်းပြန်တည်သွားပါပဲအောက်ကမုံကြီးဘက်စပြီးပြုတ်ကျသွားပါတယ်အမလေး cheese bar ရောက်သွားပါအမလေးတူလိုက်ခုန်ကြည့်ရအောင်ပါโอเคတော်တော်ညလို့ကောင်းပါတယ်အတန်တော့မပါပါဘူးအတန်မပါတဲ့ဖက်နဲ့ခောက်ရှိပြီလို့လာတော့မင်းတွေကြားမှာပဲလို့ပါအတန်မပါဘဲနဲ့ free ရှိပါတယ်ဥပမာ score ကကြရတော့ပေါ့နော်ဒါလေးကကျတော့ရေခဲဟိုမှာရောင်းလေးနေပေါ့နော်သူကလည်းတော်တော်ခုံလို့ကောင်းပါတယ်ဟိုဘေးက cheese ပေါ့နော်အဲ့ရနဲ့ထိလိုက် free ရှိပြီတည်သွားပေါ့နော်အမတင်ပေါ့နော်ဘန်းသေးမလို့ဖြစ်သွားပြီမကတရားကိုပပါတော့မသေးလိုက်ပါဘူးဒါလေးတော့6လက်ကပါတယ်ပေါ့နော်အောက်ကတော့မြေကြီးနဲ့ပေါ့နော်ဘာလို့တော်ခေါ်လို့ကပါအောက်ကိုပြုတ်ကြရင်net ထီဆိုတော့သေးမှာပါစကားလေးပြောနေတယ်မပြောတာခွဲလို့ပါဒါပေမဲ့ပြောနေဘူးဆိုခွဲလို့ပဲဒါလေးကျတော့ဒါပဲလည်းတပါလေးပေါ့နော်ကောင်းလဲ
သူ့အတန်လေးကကျတော့အတန်မထွက်လို့ပေါ့နော်အတန်ထွက်ပိုကောင်းနေပေါ့ဒါလေးကကျတော့ငါပြောသေးလည်းအကူရောက်သွားတာပါငါပြောသေးကျတော့အထဲမှာကျတော့ဘာလေးပါမလဲတော့မသိဘူးပါဒါတော့ဂျာဗရာလေးကိုဝင်ယူလိုက်ပါတယ်အမှလေးပြမယ်ဆိုပြီးပြလိုက်ပါမယ်အမှပြလိုက်ပါပြီအမှပါဒါလည်း squishy လေးကိုပုံပြချင်တာနဲ့ပဲအဲ့ဒါနဲ့ပုံပြလိုက်ရပါတယ်အဲ့ဒါနဲ့ပြောအရှေ့ရောက်ခုံပါတယ်ခုံပြီးဒါလေးကကျတော့ white လေးပါကြောင်လေးပြောတာကြောင်လေးပါသူကလည်းတော်တော်ခုံလို့ကောင်းပါတယ်ဒါလေးကကျတော့ရေခဲမုတ်ဒါအမှတင်အောက်ကိုပြုတ်ကျသွားပါတယ်ခုံရတာတော့ဒါလေးကတော့ခုံရတာတော့ကောင်းပါတယ်အတန်သွင်းရတာမကောင်းတာပါ Okay let's go အဲ့ဒါကြိုက်ဒါလေးကကျတော့ cheese ပေါ့နော် cheese ကလည်းလုံးဝတော်တော်ကောင်းမယ်ပေါ့နော်သူကလည်းတော်ကောင်းပါရဲ့ပေါ့နော်ခုံးပွဲလူဆိုရင်အတီးကြောက်သိမှာပါခုံးပွဲလူတွေဆိုရင်တော့ကောင်းလန်းနဲ့သိပါတယ် Okay ရှေ့ရလည်းပြော sky မြိုက်ပါနဲ့သိသွားလိုက်ပါတယ်အမားတွင်ပဲခဏအောက်ကိုပြန်ဆင်းနေရတော့မောလာပြီဆိုပြီးပြန်အဲ squishy လို့ခေါ်နေတာနေပဲ squishy တန်လေးရတယ်နည်းတော့ကျဲပါတယ်ဒါမှတော့အတန်မကြားရပါဘူးအတန်မကြားတော့အဲ့ရတော့သူ့တာတို့ပါပဲဟင်းနေတော့ချက်လို့မရတော့ပါဘူးအထက်ချက်ရင်လည်းမရတော့ပါဘူးအတန်တော့ကောင်းချက်ထားပါတယ်အတန်မကြားရဘူးလို့ပြောနေမှာဆိုလို့ပါ Okay ဒါလည်းကျွန်တော် box brain မဖောက်ပဲဆိုပြီးဖောက်လိုက်ပါတယ်ဘာတော့ခင်းအောင်လေးကြားလိုက်ပါတယ်ခင်းအောင်လေးပဲမြုံကြည့်ထားပါမခင်းအောင်လေးပေါ့နော်ဒါလေးကျတော့ jelly squishy ဒါလေးကတော့ဘာဒါလေးပေါ့အမှန်ပြလိုက်ပါတယ်တစ်စိတ်ရောအကုန်လုံးပြလိုက်ပါတယ်အမှန်ခုံပါပြီအတူအတန်လေးလည်းဒါလည်းတော့ကောင်းပါတယ်သူကတော့အနီရောက်တုံးလေးပါဟိုကတော့အပြာရောင်တော့ဝင်းဖို့ရရှုပ်ချက်လက်ခံရပဲဒါတော့အနီရောင်လေးပဲဒါတော့အနီရောင်ပေါ်မှာဖြောင်းချက်တင်ထားတာပါတော်တော်ခုံလို့ကောင်းပါတယ်ခုံကြည့်ပါမလေးတော်တော်ကောင်းပါတယ်မျိုးလိုက်မျိုးအစုပ်ထိကြည့်ဒါတော့ဘိုင်းတွေကိုသွားလိုက်ပါအပိုင်းနဲ့တော့ဝင်လိုက်ပါအမလေးဘာနဲ့ပြီးတော့အမဖေးရခင်ကောင်းဆိုပြခုံလိုက်တာပေါ့နော်သူများပြုတ်ကြသွားတာပေါ့နော်အစိမ့်ထီအောင်ကြပါအမလေးအဘကခဏခုံကြည့်လိုက်ပါတယ်ကောင်းလားမကောင်းလားဆိုတာစစ်သူတော့ဝင်လိုက်ပါတယ်သူကတော့တော်တော်ညွတ်လို့ကောင်းပါတယ်အတန်သွင်းရတော့တော်တော်မောနေပါပြီအတန်လေးကြားရပါလား Okay နံပါတ်4ရောက်သွားပါနံပါတ်4တော့မဖြစ်နေပါဘူးနံပါတ်3ရောက်သွားပါပြီပြီးကြရင်နံပါတ်4တဲ့ဝင်ရမှာပါ Okay ဒါလေးတော့ပြုတ်ကြသွားပါတယ်အဲ့ဒါ cheese stone နဲ့ခေါ်လိုက်ပါတယ်ခုံလို့ကောင်းပါတယ်ခုံကြည့်ပါဒါလေးကကြာတော့ချီတို့နဲ့မှအပြားနဲ့ပြုတ်ကျသွားပါအပလေးတော့ကျတော့မှချီတို့နဲ့ပြန်ခုံလိုက်ပါတယ်အမလည်းညီတုံးလေးနဲ့ခုံကြည့်လိုက်ပါတယ်ညက်သေးတော့မယ်အမေတော့ဒီမမေအမပေါ်နော်အနီအောင်လုံးလေးရလဲဖြောင်းချက်လဲကာထားလိုက်ပါတယ်အမလည်းအများကြီးပါဒါလေးကကြတော့ရေခဲပြင်းတော့ဘာပြင်းတော့ဘာမှမသိတော့ပါအမရှော့သွားပါတယ်ရှော့သွားပြီအထက်ကို4တော့ဝင်လိုက်တော့ပါဝင်မလို့ဘာလို့နဲ့သူနဲ့သူစက်ကွက်ပြောင်းနေပါသူ့ဥစ္စာကြီးတယ်ငါဥစ္စာသေးတယ်လို့ဖြစ်နေပါအဲ့ဒါနဲ့တူတော့တယ်နံပါတ်4တဲ့ပဲဝင်သွားလိုက်ပါတော့တဲ့နံပါတ်4တဲ့မိုက်ပါနံပါတ်4တဲ့တော်တော်စောလို့ကောင်းပါတယ်စောဝဲလူစိတ်တိပါတယ်အဲ့ဒါလေးတက်သွားပါတယ်အဲ့ဒါလေးနည်းနည်းတက်သွားပေါ့နော်အကြောင်းမလို့ပါဒါလို့ style ပြင်လေးတွေပါအဲ့ဒါလေးနည်းနည်းတက်တယ်ပေါ့နော်
လိုက်တက်ပြီးလိုက်ကြီးခဲ့ပြီးကြည်တာလိုက်ပါခုံလာရတော့တော်တော်ကောင်းပါဒါလည်းတော့လေးပါလေအဲ့တော့ခုံလိုက်ပါတယ်အမှန်ခုံလိုက်ပါအမှန်နေပြီးတော့နောက်ထပ်တစ်ချက်မှတော့ကျတော့ရေခဲတော့ပြရရေခဲတော့ဆင်းအောင်လေးဆိုအဲ့တော့ခုံချပြီးတော့အမှအဘကနေသွားလိုက်ပါတယ်အဘကနေပြုတ်ကြတယ်ဒါလေးကျတော့ရေခဲဘုတ်အခုမကွာသွားပါဘူးအဲ့ရနေပြီးဟိုဘက်ထဲဝင်အဲ့ဒါလေးကတော့အဲ့ဘက်ထဲဝင်သွားလိုက်ပါဒါလေးကျတော့ဆင်းအောင်လေးတွေပေါ့နော်အဲ့လက်အမှထပ်ပြုတ်ကြသွားပါရဲ့ပြုတ်ကြသွားပြီစိတ်မညစ်ပါဘူးစိတ်မောတယ်လား ပြန်ခေါ်ရရပါတယ်ခဏနားခေါင်းနေရလားရတော့ရှိပြီ7မိနစ်တော့မလောက်တာအဲ့ဒီခဏပြန်ခေါ်နေရပါတယ်ကော်တော်ရှုံးနေပါပြီအတန်လည်းတွေ့ရတာနားနေပါပြီအတန်တွင်းရတာတော်တော်ဟွာဖြစ်ပါတယ်ဖီဂျဲပါတယ်အတန်တွင်းရတာတော်တော်နားပါတယ်အားလည်းချောင်းနေပါပြီဒါလည်းတော့ကာမီဘဲလေးပါကာမီဘဲလေးပါဒါလေးကိုဆိုလာလေးနဲ့ကြက်ထက်ထားလိုက်ရင်ခွဲသွားလိမ့်မယ်စာကြည့်လိုက်ပါ Okay let's go အဲ့ဒါလေးနည်းနည်းတက်ပါတယ်ဒါလေးကကျတော့ကာမီဘဲလေးပေါ်မှာ is နဲ့ခုံထိုင်လိုက်ပါပါတယ်ဒါလေးကကျတော့ tower ဇာတ်ခုလေးရပါတယ်ခုံလေးရပါတယ်ဒါလေးကကျတော့ပေါင်ပုတ်ချက်လေးပါပေါင်ပုတ်ချက်လေးလုံးဝအိစိမ့်သွားပဲအဲ့ဒါလေးတော်တော်ခုံလို့ကောင်းပါတယ်ခေါင်းကြည့်ပါဒါလေးကကျတော့လည်းပေါင်ပုတ်လေးပါပေါင်မွေးလိုက်အီကြီးလေးနဲ့ပါဒါလေးကကျတော့လည်းပေါင်ပုတ်လေးပါပဲပြီးတော့ဒါလေးကကျတော့ဝက်ပုံကြောင်ပုံစံလေးပါကြောင်ပုံစံလည်းချစ်စရာလေးပါအရာကိုသွေးရစမြင်းမြင်းနဲ့မထားခဲ့ပါဒါတော့မီဖို့ရောင်လေးပါအဲ့လေးကြောင့်မမစပိတ်နေစောဘရလူတဲ့ကောဒီပိုင်ဒါလည်းပပစ်တော့ခေါ်ပါပေါ့အပပလေးလည်းတော်တော်ခုံကပါအဲ့လိုပဲဘိုင်ဘိုင်